Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုဝေ S ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့သင်ပေးမယ့်သင်ခန်းစာကျွန်တော်ဒီ HTML introduction နဲ့heading တွေကိုကျွန်တော်တခြားပြောပြပေးတော့မှာဖြစ်ပါတယ်ဒီ HTML ကတော့ကျွန်တော်ဒီ HTML file ကို create လုပ်တော့မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ document type ဆိုတာရှိရပါတော့အဲ့ document တစ်ခုစာရေးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးစာရေးရမှာကကျွန်တော်DOC type HTML ဒီကောင်နဲ့အမြဲစပေးရမယ်ကျွန်တော်ပြောရလို့ရှိရင်နောက်တစ်ခုကကျွန်တော်ဒီ heading နဲ့ body ကိုအမြဲရေးမယ်ဆိုလို့ရှိရင်ဒီ HTML ရဲ့အဖွင့်နဲ့အပိတ်တက်ထဲမှာအမြဲရေးပြရမယ်ကျွန်တော်ဒီမှာထူးခြားတဲ့ချက်ကကျွန်တော်အမြဲတမ်းပေးရမှာဆိုလို့ရှိရင်ဒီလိုမျိုးအဖွင့်ရှိမယ်ဆိုလို့ရှိရင်ဒီကောင်အဖွင့်လို့ခေါ်ပါဘောเนาะကျွန်တော်ဒီ programming လောကမှာဆိုလို့ရှိရင်ဒီကောင်အဖွင့်ဆိုလို့ရှိရင်ဒီကောင်အပိတ်လို့ခေါ်တယ်ဒီမှာဆိုလို့ရှိရင် heading အဖွင့်အပိတ်အဲ့ကြားထဲမှာကျွန်တော်တို့လိုအပ်တဲ့ meta data တွေရေးတယ်ကျွန်တော်တိုက်တယ်တွေသွားတယ်ကျွန်တော်ဒီ body မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ body ပေါ့နော်ကိုရေးခြင်းတဲ့ content ဘယ် content တွေကျွန်တော်ရေးမှာလဲဆိုပြီးတော့ပြောကြဒီမှာလည်းရေးတယ်ကျွန်တော်ဒီ visible part of the HTML document ကဒီ body ရဲ့နှစ်ခုကြားမှာဒါကိုပဲကျွန်တော် user တွေမြင်လို့ရတယ်ဒီ heading ဆိုရဲဒီနှစ်ခုကြားကြတော့ကျွန်တော်တို့ဒီ user တွေမြင်ရတဲ့အပိုင်းပေါ့နော်ကျွန်တော်တို့ဒီချိတ်ဆက်တဲ့အပိုင်းတွေပါညာတွေကိုအဲ့ထဲမှာကျွန်တော်ရေးရများတယ်โอเคကျွန်တော်အခုဒီအဲ့တော့ကျွန်တော်ဒီဟိုပါပေါ့ Visual Studio Code ကိုကျွန်တော်တွားပြီးတော့ဒီ HTML နဲ့ပတ်သက်ပြီးတော့ heading ဆိုတဲ့အပိုင်း heading ဆိုတဲ့ element ကိုကျွန်တော်ဒီနေ့သင်ကြားပေးတော့မှာပေါ့နော်ကျွန်တော်ဒီ file name လေးကိုတော့ကျွန်တော် heading.html ဆိုပြီးတော့ပေးရမယ်ဘယ် HTML ဟာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ create လုပ်မယ်ဆိုလို့ရှိရင် html. ဒီ extension name ကHTML ဆိုပြီးတော့ကျွန်တော်တို့ရေးပြရမယ် heading.html ဒီအရှိက heading တို့index 1 2အဲ့ဒါတွေကကျွန်တော်တို့ကြိုက်တဲ့နံပါတ်ပေးလို့ရတယ်ဒါပေမဲ့ပို့ပြီးလူနားလည်နိုင်မဲ့name မျိုးပေးရပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကျွန်တော်ဒီအရှိကကိုပေးခြင်းတဲ့ name.html ဆိုပြီးရေးပြရမယ်ကျွန်တော်ဆွမ်းနာပြောတဲ့အတိုင်းကျွန်တော်အဲ့ format နဲ့တကွာရေးဖို့လိုအပ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအခုခေတ်ကဒီတိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာဒီလိုမျိုးယူကျွန်တော် manually ဘယ်လိုမှမရေးတော့ဘူးပေါ့နော်ကျွန်တော်အဲ့တော့ shift နဲ့exclamation shift နဲ့1နဲ့ကိုဖိပြီးတော့ exclamation ကိုလုပ်တယ်ပြီးတော့ကျွန်တော် enter ခောက်တယ် okay ဒီနေရာမှာဆိုလို့ရှိရင်ဒီ lang en ဆိုရဲအဓိပ္ပာယ်ကကျွန်တော် language ပေါ့နော် language က English ဆိုပြီးတော့ပြောတဲ့အဓိပ္ပာယ်ပေါ့ကျွန်တော်ကဒီကောင်ကို English language အသုံးပြုရေးမှာမဟုတ်လို့အားကြောင့်မို့အဲ့လိုမျိုးပေးထားတာပေါ့ဟုတ်ပြီကျွန်တော်ဒီ content အပိုင်းတွေကိုဒီ body tag ထဲမှာရေးရမယ်ဒီနေ့အပိုင်းကကျွန်တော် heading အပိုင်းကိုသွားမှာဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော် heading နဲ့စလိုက်တာပေါ့ okay heading ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ h1 ဆိုပြီးတော့ဒီ tag နှစ်ခုကြားမှာဒီ less than greater than နှစ်ခုကြားမှာရေးပေးရမယ် okay ကျွန်တော်ဘယ်ဒီ h1 လိုမျိုး element ဒီတစ်ခုကြီးညာလိုက်ပြီဆိုလို့ရှိရင်ဒီရှေ့ဟာကို open ဟိုပါပေါ့အစတဲ့အမှတ်လို့ခေါ်ပြီးဒီကောင်ကျတော့ပြန်ပိတ်တဲ့အပိတ်လို့ခေါ်ရပါတော့ဒါအဖွင့်ဒီကောင်အပိတ်အဲ့နှစ်ခုရဲ့ကြားထဲမှာကျွန်တော်တို့ရေးခြင်းနဲ့စာသားကိုရေးရမယ် heading ဆိုတော့ heading ဆိုတဲ့အတိုင်းကျွန်တော်ခေါင်းစဉ်ပါ I did is like heading 1 okay ပြီးတော့ရေးပြီးတိုင်းမြန်မာ control s နဲ့ save ရမယ်ကျွန်တော် right click open a default browser လည်းရတယ်ဒီ live server နဲ့ run လည်းရတယ်ကျွန်တော်တခြား browser တွေနဲ့တွား run မယ်ဆိုလည်းရကျွန်တော်တခြား browser ဆိုပေမဲ့ Google Chrome ကတော့ပိုကောင်းတယ် okay ကျွန်တော် Chrome နဲ့လုပ်လိုက်ပြီး okay ဒီမှာ this is heading 1ဆိုပြီးတွေ့ရမယ် okay ကျွန်တော်ဒီ heading နေရာမှာကျွန်တော် heading ကစုစုပေါင်း6ခုရှိတယ် heading like 1 to 6 okay အဲ့တော့တစ်ခုချင်းအကုန်လုံးကျွန်တော်ရေးပြပါမယ်အဲ့တော့ heading 2 tab ခုံတယ် this is heading 2 okay တော့ကြည့်ဆုံးပို့ပါsorry ကျွန်တော် heading 3 this is heading 3 okay နားခေါက်မယ် heading 4ဆိုလို့ရှိရင် h4 သူကရေးရ simple ပေါ့နော် this is heading 4ဒါရကျွန်တော်ပြီးတော့ format ကျွန်တော်ပြီးတော့ဒီမှာကြိုက်လို့ရေးလိုက်ရနော် heading 5တက်ခုံမယ်ဒီလိုမျိုးရေးကြရတယ်ရှိတယ် this is heading 5ဒါပေမဲ့သူ format နဲ့မညီဘူး okay ကျွန်တော်ဒီမှာကြိုက်လို့ရေးထားမယ်ပြီး heading 6တက်ခုံမယ်this is heading 6 okay
ကျွန်တော်ဒီလိုမျိုးရေးပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီကုတ်တင်ကြီးကဒီမှာ format တွေမကြဘာမကြဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောတဲ့ဆိုတော့ extension တစ်ခုက Prettier ဆိုတဲ့ extension သွင်းထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင် control A နဲ့ select မဲ့ပြီးတော့ကျွန်တော် right click format document with မှာဒီ Prettier code formatter ဆိုတဲ့ဟာကို click နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီကောင် auto formatting ပြန်ဖြစ်သွားပြီကျွန်တော်user တွေမြင်ရတာတခြား developer တွေကျွန်တော်ဒီ project ကိုသူတို့စီလက်စိတ်ကမ်းမယ်ဆိုကျွန်တော်မြင်ရတာ code ရရှင်းရှင်းလေးပြတ်သွားပြီ okay အဲ့တော့ကျွန်တော်ဒီright click နဲ့ဆနopen in other browser ဆိုတဲ့ဟာကိုတွားပြီးတော့ကျွန်တော်တွားကြည့်လိုက်မယ် okay ဒါကျွန်တော်ဆနဖွင့်တာတက်ကြည့်ပါတော့ဒီကောင် okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ heading လေးကိုဒီလိုမျိုးကြီးစင်ငယ်လိုက်လေးတွေ့ရပြီ okay ကျွန်တော်ဒီနေရာမှာဒီဟိုပါပေါ့သူ့ရဲ့ element တွေမှာ style ဆိုရဲ့ attribute တစ်ခုရှိတယ်အဲ့ဒါကကျွန်တော်အခုရေးလိုက်တဲ့ title ကိုကျွန်တော်color ပေးလိုက်လို့ရတယ်ဥပမာ style style ဆိုရဲ့ဒီ attribute လေးရေးပေးရမယ်ဒီကောင်ကိုဒီ web page မှာဆိုလို့ရှိရင် property နဲ့ value နဲ့ဆိုပြီးတော့ပေးရတာလို့ပြောရအခုကျွန်တော်ဒီ property ဆိုတာဘာလဲဆိုလို့ရှိရင်ဒီပါ col color ကို property လို့ခေါ်တယ်ပြီးတော့ tab ကုံတယ်tab ကုံမျိုးကျွန်တော်တို့ဒီကောင်ကို red rect ဆိုတဲ့ color လေးပေးလိုက်မယ် okay ကျွန်တော်အဲ့ချိန်မှာပဲနောက်ထပ် okay control s နဲ့စိတ်လိုက်မယ်ဒီမှာလဲ style style col color ကောင်ကို blue လို့ပေးမယ်ကျွန်တော်တွားပြီးတော့ဟိုဘက်ကိုတွားပြီးတော့ပြန်ကြည့်မယ် window tab နဲ့ကျွန်တော်ခုံပြီးကြည့်လိုက်မယ်အမှကျွန်တော်reload ပြန်လုပ်လိုက်ကြမှာဒီမှာဒါကျွန်တော်ပေးထားတဲ့အနီရောင်လေးပြောင်းသွားမယ် heading 2ဆိုတော့ကျွန်တော်အပြောင်ပေးခြင်းဒီလိုမျိုးရေးပြီးတော့အပြောင်သွားပေးလို့ရအောင်နော်ဒါဒီကောင်ကိုကျွန်တော် CSS အသုံးပြုလိုက်တယ်လို့ခေါ်တယ်ဒီကောင်ကဘာလဲဆိုတော့ကျွန်တော်inline CSS ပေါ့ကျွန်တော်နောက်ပိုင်းကြလို့ရှိရင်ဒီကောင်နဲ့ပတ်သက်ပြီးတော့သိချသင်ရမယ်ဒီမှာကျွန်တော် okay အဲ့တော့ဒါကို control z နဲ့ပြန်ဆုပ်လိုက်မယ်ဒါလေးခဏလေး copy ကူးထားပေးမယ် okay control z okay okay အဲ့ဒါကိုပဲကျွန်တော်ဒီအောက်မှာ control v နဲ့ပြန်ချပေးမယ်ဒီကောင်တွေကို control c control v sorry ပေးအောင်ပါ sorry ဒီကောင် control c လောက်ပဲပါတယ်ကျွန်တော် control c okay ဒီမှာ control v okay ဒီမှာကျွန်တော် style လေးတွေအကုန်လုံးလိုက်ထည့်ပေးမှာပေါ့နော် style style ဒီမှာ col color ကို yellow yellow ဒီမှာဆိုလို့ရှိရင်လည်း style style ကိုstyle col color attribute ဥပမာ sorry color property အခုပေးမဲ့ကောင်က value ဒီကောင်ကိုကျွန်တော်ဒီအောင်လေးပေးလိုက်မယ် style color blue violet okay style style color okay ဒီကောင်ကိုcolor ကိုကျွန်တော်ပါအောင်ပြင်ကောင်းမလဲဆိုဒီကောင်ဒီ green အရာတွေပေါ့အရာတွေပေးလိုက်မယ်control s ကျွန်တော်ပြလို့ရှိရင်ဟိုဘက်ကိုတွားပြီးကျွန်တော် web browser ဘက်ကိုတွားမယ် reload ပြန်လုပ်မယ်ကျွန်တော်ဒီလိုမျိုးရောင်းစုံလေးတစ်ခုဒီဟာလေးတစ်ခုရလာပြီဒီကြားထဲမှာကျွန်တော်မျက်စိရှင်းအောင်ကျွန်တော်ဒီကြားထဲမှာနောက်ထပ်ဒီ HTML element တစ်ခုဖြစ်တဲ့ကျွန်တော် BR လေးတစ်ခေါက်တည်းသင်ပေးလိုက်မယ်ပြီးတော့ BR ဆိုတာ break လုပ်လိုက်တာပေါ့နော်ကျွန်တော်ဒီနှစ်ခုရဲ့ကြားထဲမှာချလိုက်တာဒီမှာဆိုလို့ရှိရင်မရှိဘူးအဲ့မှာကျွန်တော် BR ချလိုက်အဲ့လိုမျိုးလေးဆင်းသွားတယ် okay okay အဲ့ဆိုဒီပုံလေးဆိုတော့ကျွန်တော်ဒီကောင်ကိုပြောင်းမြန်လေးတစ်ချက်စီကြည့်လိုက်မယ်ပေါ့ကျွန်တော် sys ကိုအပေါ်မှာထားတယ်ထားပြီးတော့ထားတယ် Windows V5 4 3 2 1 okay အမျိုးသွားလိုက်မယ်ဒီကောင်ကိုနည်းနည်းပုံစံလေးနဲ့ဆန်းသွားည
စမ်းပြပါเนาะ okay တက်နေလို့လုပ်လိုက် okay ကျွန်တော်ဒီပုံစံလေးရသွားပြီပေါ့เนาะကျွန်တော်အဲ့အားလေးကိုပဲကျွန်တော်ဒီမိတ်ဆွေတို့အနေနဲ့ကျွန်တော်ဒါလေးကိုလိုက်စမ်းထားဖို့လိုရတယ်ပေါ့เนาะကျွန်တော်နောက်တခြားသောဟိုဟာတွေကိုကျွန်တော်နောက် lesson ကြမှာပဲကျွန်တော်ပြန်ဆုံးကြပါမယ်ကျေးဇူးတင်ပါတယ်